Okay နောက်ထပ်တစ်ခုကကြတော့ middle C in quarter note quarter note ဆိုတော့ခုနကနဲ့တော့မတူတော့ဘူးဗျသူရဲ့ဒီ bing လေးကိုကြည့်လို့ရတယ်ဗောနော် bing ကလုံးဝအမဲလေးခြယ်လိုက်ဒီမှာဆိုတော့အဖြူလေးအဖြူပုံမှာသူကဒီအမီလေး tail လေးထည့်တာဗောနော်ဒီမှာကျတော့ quarter note ဆိုတဲ့အတိုင်းသူကဒီ notes တစ်ခုစီမှာသူရဲ့ beat value ကတစ်ချက်ရှိတယ်ဗောနော်အဲကြောင့်သူကဒီမှာ4လဲပြောတဲ့အတွက်ကြောင့်သူရဲ့ဒီမှာဒီတဘာထဲမှာ notes က၄လုံးရှိရမယ်အဲဒါကြောင့်သူက quarter note တုံးတယ်အဲဒါကြောင့်ကြည့်ပါ1 2 3 4သူရဲ့ counting ကအဲ့လိုသွားမယ်ဗောနော်1 2 3 4 1 2 3 4 1 2 3 4ပြီးတော့ကျွန်တော်တို့ခုနကကျွန်တော်အရှိ lesson တွေမှာပြောခဲ့သလိုပေါ့မကြည့်ဒါ treble clef မှာရေးထားတဲ့အကြောင်း right hand left hand right hand left hand နဲ့တီးရမယ်ဒီအောက်လည်းတူပဲဒါဆိုရင် right hand left hand right hand left hand နဲ့တီးပေးရမယ်ပေါ့နော် counting လဲဒီအောက်လဲအပေါ်နဲ့တူပဲပေါ့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဆိုပြီးတော့ရှိမယ်ပြီးတော့ဒီမှာ1ဆိုတာကြတော့ခုနကျွန်တော်အရင် lesson တွေမှာပြောသလိုပဲဒါ finger number ဖြစ်တယ်ဒါ right hand ရဲ့ finger number 1ဒါဆို left hand ရဲ့ finger number 1ဖြစ်တယ်အခု lesson မှာကျတော့ quarter note ဖြစ်တယ် quarter note ကျတော့တပိမှာတစ်ချက်စီရှိတယ် half note ကကျတော့သူရဲ့ notes တစ်လုံးမှာနှစ်ချက်ရှိတယ်အခုဒီ quarter note ကိုတီးပြမယ်နော် middle C ပဲ1 2 3 4 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 1 2 3 4တလဲစီတီးတယ်ဆိုတာကျတော့ဒီ notes မှာပေါ်ပြထားတဲ့အတိုင်း triple clef မှာ၄ချက် bass clef မှာ၄ချက်အဲ့ဒါကြောင့်ဘယ်ဖက်လက်နဲ့ညာဖက်လက်ဘယ်လိုတလဲစီဖြစ်နေတာဖြစ်တယ်